ရိုနယ်ဒိုဒိုလေးယူနိုက်တက်ကိုမန်ယူလို့ခေါ်တဲ့မျိုးဆက်တွေတောင်အသက်ကြီးကုန်ပြီရိုနယ်ဒိုဒိုလေးယူနိုက်တက်ကိုမန်ယူလို့ခေါ်တဲ့မျိုးဆက်တွေတောင်အသက်ကြီးကုန်ကြပါပြီအတိတ်ကိုပြန်ပြီးတော့တူးဆွာတာကြိုက်တယ်ပြောရရင်ချီးကြောက်ရေနူးကတော့ကြိုက်တယ်ပေါ့လေဘယ်ကိစ္စဖြစ်ဖြစ်အရင်ခက်ကရာနဲ့ချိန်ထိုးကြည့်တတ်တယ်တချင်းတွေဆိုရင်အခုခေတ်ချင်းတွေကဘာမှမသိဘူးငါတို့ခက်က Airview 2 အိမ်တင်ဆိုင်းဆိုင်တို့ကပိုကောင်းတယ်တို့ရုပ်ရှင်ဆိုရင်လည်းဒွေးကိုလက်ရှိမင်းသားတွေဘယ်သူမှမမီဘူးပေါ့စသဖြင့်တို့တွေးတတ်တယ်ဘောလုံးမှာဆိုရင်လည်းအခုခေတ် Mbappe ဟာလန် Vinicius တို့လောက်ကမ္ဘာအကောင်းဆုံးလို့ခေါ်နေကြတော့ကိုရီခက်ကဆိုရင်ဆိုပြီးတော့လည်းတွေးမိတတ်ပါတယ်နာမည်တွေကြိုးပြရင်ရေလို့မကုန်နိုင်အောင်များပါတယ်ဇီဒန် Onari အီတူကာကာ Ibrahimovic ပီတူးဆော့ခဲ့နေတောင်ပြန်ပြီးတော့သတိရမိပါသေးတယ်အော်စတာတင်10သင်းလောက်ဖွဲ့လို့ရပါတယ်ကန်တွေနဲ့ကကိုရီခက်မှာရန်ကိုများခဲ့ယူနိုက်တက်ကိုရင်တော့ကဂျာနယ်တွေအကုန်လုံးမန်ယူလို့ပဲရေးပါတယ်စာမျက်နှာစကလုံးအရေးအတွက်ကန့်သက်ချက်ကြောင့်ပိုတိုတဲ့မန်ယူလို့သုံးတာဖြစ်နိုင်တယ်လို့ပရိသတ်တွေရင်းနှီးပြီးသားမဟုတ်လို့မန်ယူလို့ပဲအကုန်လုံးသုံးခဲ့ကြတယ်ဖြစ်နိုင်ပါတယ်အားလုံးကယူနိုက်တက်ကိုမန်ယူလို့ပဲခေါ်ခဲ့ကြတယ်ခုလဲမန်ယူလို့ပဲနှုတ်ကြိုးနေကြတော့ပါဒါပေမဲ့တကယ်တမ်းမှာမန်ယူဆိုတာမန်ချက်စတာယူနိုက်တက်အသင်းကို install လုပ်လိုက်တာမျိုးဖြစ်ပါတယ်ဘာလို့လဲဆိုတော့တမိုင်းမှာပြိုင်ပြအသင်းတွေဟာယူနိုက်တက်ကိုမန်ယူဆိုပြီးတော့အတိတ်ပဲဝက်တိုက်ခိုက်တဲ့စကလုံးတွေဖြစ်ပုံဖော်သုံးခဲ့ကြလို့ဖြစ်ပါတယ်ယူနိုက်တက်တမိုင်းအစဉ်ဆက်အခါသီးဆုံးပြိုင်ဘက်ကမန်စီးတီးမဟုတ်ပါဘူးလီဗာပူးနဲ့လီဒ်ယူနိုက်တက်ပါဒီနေ့နာမည်ကျော်မြူနစ်အဖြစ်ဆိုးကြီးကိုယူနိုက်တက်အသင်းခံစားခဲ့ရပါတယ်ဒီချိန်မှာလီဗာပူးနဲ့လီဒ်ယူနိုက်တက်ဖန်တွေကမန်ယူ one on the play မန်ယူ never come back again ရဲ့မန်ယူ never entered coming home ရဲ့ဆိုပါစာသားနဲ့တချင်းလို့ဆိုကယူနိုက်တက်မြူနစ်အဖြစ်ဆိုးကိုစာလုံးအစတွေမှာထည့်ပြီးတော့လှောင်ပြောင်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်လည်းမန်ယူဆိုတာအတိုက်ခံဘက်ကခေါ်တဲ့စကလုံးဖြစ်နေယူနိုက်တက်ရာဇဝင်မှာတွင်ခဲ့တာဖြစ်ပါတယ်ဒါကြောင့်ယူနိုက်တက်ကိုမန်ယူနိုက်တက်သို့မဟုတ်ယူနိုက်တက်လို့ပဲအတူကောက်ခေါ်လေးရှိပြီးတော့မန်ယူလို့ဘယ်လောက်ပဲပြိုင်ပတ်သေးဖြစ်နေပါစေမသုံးကြတော့တာဖြစ်ပါတယ်မန်ယူလို့သုံးလိုက်တာယူနိုက်တက်ကိုစော်ကားတာမျိုးဖြစ်ပါတယ်ဒါတော့ဒီဘက်ခေတ်မှာလီဗာပူးပရိသတ်တူယူနိုက်တက်မျိုးနဲ့အဖြစ်ဆိုးကိုလောင်ခဲ့ဘူးတာမို့အရင်တော့ဆိုဘောလုံးပရိသတ်တွေရဲ့ထုံးစံတိုင်းပြန်ဆိုင်မှုကပို့ပြီးတော့ပြင်းနေမှာပါဒါကြောင့်လည်းမြန်မာမှာယူနိုက်တက်ကိုမန်ယူလို့ခေါ်ကြတဲ့မျိုးဆက်တွေအသက်ကြီးလာပြီလို့ဆိုခဲ့တာဖြစ်ပါတယ်မန်ယူလို့ခေါ်တာကတော့ဂျာနယ်ရီကြောင့်သာဖြစ်ပါတယ်စော်ကားတာမျိုးမဟုတ်ခဲ့ပါဘူးမန်ယူလို့နှုတ်ကြိုးနေလို့သာရင်းနှီးတဲ့နေရာတွေမှာပြောလို့ရှိပေမဲ့တကယ်လူကြားထဲမှာယူနိုက်တက်လို့ပဲခေါ်ကြပါတော့တယ်ဒိုလေးလို့ခေါ်တဲ့မျိုးဆက်အသက်ကြီးပြီဆိုတာကတော့အင်တာနက်မှာ meme လို့ခေါ်တဲ့အရာလေးနဲ့ပြောလိုက်ပါတော့မယ်2005ဝန်းကျင်ကာလမှာအင်တာနက်ပေါ်ရိုနယ်ဒိုလို့ရိုက်ရှာလိုက်ရင်ဒိုကြီးပုံပဲကြာလာမှာပါရိုနယ်ဒိုလို့လိုက်ရှာမှဒိုလေးပုံကြာလာမှာဖြစ်ပါတယ်ဒါကြောင့်ရိုနယ်ဒိုဆိုတာရိုနယ်ဒိုဖြစ်လာတဲ့နာမည်ဖြစ်ပေါ်လာစေခဲ့တဲ့အဓိကအကြောင်းပတ်တဲ့ဆိုပြီးတော့အင်တာနက်ပေါ်အရင်က troll လေးရှိပါတယ်မြန်မာမှာဆိုရင်လည်းဒိုလေးဆိုတဲ့နာမည်ဖြစ်လာဒိုကြီးကြောင့်လို့ဆိုရမှာပါအရင်ပေါ်တဲ့ရိုနယ်ဒိုဒိုကြီးလို့နာမည်ပေးလိုက်ဖြစ်ပြီးတော့နောက်မှပေါ်လာရိုနယ်ဒိုကိုဒိုလေးလို့နာမည်ပေးလိုက်တာဖြစ်ပါတယ်ရိုနယ်ဒိုကိုယ်တိုင်လည်းသူ့နာမည်ရှေ့မှာစီဆိုပြီးတော့ထည့်ခဲ့တာဒိုကြီးကြောင့်ပါပဲဒိုနဲ့2015လောက်ကိုရောက်တဲ့ခါမှာတော့အင်တာနက်ပေါ်မှာရိုနယ်ဒိုလို့ရိုက်ရှာလိုက်ရင်တော့ဒိုလေးခေါ်ခရစ္စတီယာနိုရိုနယ်ဒိုပဲကြာလာတော့မှာဖြစ်ပါတယ်ဘယ်သူမှလည်းရိုနယ်ဒိုဒိုကြီးနဲ့မမှားကြတော့ပါဘူးရိုနယ်ဒိုဆိုတာနဲ့အားလုံးကခရစ္စတီယာနိုရိုနယ်ဒိုပဲပြင်းပြင်းကြတော့မှာဖြစ်ပါတယ်ရိုနယ်ဒိုနာဇာရီယိုမန်သိစေခြင်းဘရာဇီးဆိုတာကပါသိအောင်ထည့်ရတာမျိုးမြန်မာမှာဆိုဒိုကြီးလို့ရေးတာမျိုးပဲလုပ်ကြပါတော့တယ်အချိန်တွေကုန်ပြန်အောင်တွင်းဒိုလေးနဲ့မန်ယူဆိုတာလေးကိုသွားပြီးတော့သတိရမိလို့ပါဂျာနယ်သတင်းစာတွေဆိုရင်အရင်ကရိုနယ်ဒိုလို့ရေးခဲ့ကြပြီးတော့အခုထိတောင်ရေးနေကြသေးတာယူနိုက်တက်ကိုလည်းမန်ယူလို့ရေးနေကြသေးတာတွေ့ရပါသေးတယ်ဒါပြပြပါမန်ယူနဲ့ဒိုလေးဆိုတဲ့သုံးထုံးကတော့မြန်မာဘောလုံးသမိုင်းရာဇဝင်ဆောင်ထဲမှာကျန်သွားခဲ့ပါပြီပရိသတ်တွေကမန်ယူဒိုလေးဆိုတဲ့စကားလုံးအနေနဲ့ဘလို့မှတ်တရရှိလဲကိုမမမှတ်ချက်ပေးဝေမျှသွားလို့ရပါတယ်